လက်ဖိတ်ရည်လေးတွေရမယ် အဖွားရည်ဟိုတမီးကိုလေလက်ဖိတ်လေးတစ်ခွက်ပေးပါနော် ရမယ်တကြားထည့်ဦးမလား အန်တကြားထက်မှာဖွားဟိုတကြားကိုလေအများကြီးမထည့်ဘူးဖွားဟိုနည်းနည်းလေးပဲထည့် ကဲရပြီနော်တကြားနည်းနည်းပဲထည့်ထားတယ် အဖွားဟိုတကြားကလေနည်းနည်းလေးပဲထည့်မှာလေ ဟဲ့ဒါနည်းနည်းလေးထည့်ပေးထားတာလीအများကြီးမှမထည့်တာ ဟမ်အဲ့ဒါနည်းနည်းလေးလား ဟုတ်တယ်လीကိုယ့်ရဲ့ဒါအနည်းဆုံးပဲထည့်ပေးထားတာ အော်ဟုတ် ကဲရတော့မယ်ခဏလေးပဲစောင့် မလီအများကြီးထည့်မယ်လို့သာပြောလိုက်တကြားစိတ်ုံတစ်ခုလုံးမြန်ထည့်မလားမသိဘူး ဟဲ့ညီဘာပြောရလဲ အန်ဘာမှမဟုတ်ပါဘူးဖွားရဟဲ့ဟဲ့ လူလူမပြောနဲ့နော်စပတ်နဲ့ပုံမှာ အဖွားလက်ရတော့တော်တော်ကောင်းဝင်နေတူရနော်ရှယ်ပဲ ဒါပေါ့ကောင်းရမယ်လေ တခါတည်းတောက်လိုက်တာနဲ့ရောက်သွားမှာနော် ဘယ်ကိုရောက်မှာလဲအေး နိဗ္ဗာန်ကို ဟမ်ဘယ်နေပေါင်ပြောရလဲ အဲ့မဟုတ်ပါဘူးဟိုအရန်ခံစားပြီးအရန်တောက်လို့ကောင်းမယ်လို့ပြောရပါဖွား ညီပြောစရာမလိုပါဘူးတီးပြီးသား အဖွားဟိုရေခဲတော့လေအများကြီးမထည့်နဲ့နော်မဟုတ်သေးပါဘူး ကဲရပြီတကြားလဲနည်းနည်းထည့်ထားတယ်ရေခဲလဲနည်းနည်းပဲထည့်ပေးလိုက်တယ်နော်